1989 ခုနှစ်မှာအင်္ဂလိပ်ရွှေ့ပြောင်းခြေချနေထိုင်သူ100ကျော်ဟာရိုဝါနုတ်ကျွန်းပေါ်မှာ3နှစ်ကြာအခြေချနေထိုင်ခဲ့ကြတယ်။ဘာတစ်ကိုထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ဒါပေမဲ့အင်္ဂလန်ကရိခါတင်သင်္ဘောတွေရောက်လာတဲ့အခါမှာတော့မြေမြေတစ်ခုလုံးလူသူကင်းမဲ့နေပါတယ်။အင်းမီဟာနေထိုင်သူမရှိပစ္စည်းကိရိယာတွေကလည်း3လက်စပုံစံအတိုင်းကျန်ရှိနေခဲ့တယ်။လုံးဝတိုက်ခိုက်ထားတဲ့လက္ခဏာတည်ဆုံးနေတဲ့လောက်ဘာတစ်ခုမှကြံမနေခဲ့ဘူး။ဒီလုံးငယ်တစ်ခုမှတတိပေးချက်တစ်ခုလိုထွင်းထူလာတဲ့တိုအာတိုအမ်ဆိုတဲ့စကားလုံးပဲကျန်ရစ်ခဲ့တယ်။တခြားနေထိုင်သူတွေကငင်းကားကတိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ပူးပေါင်းသွားခဲ့ကြတာလား။သူတို့ကိုယောဂဘေးကအငတ်ဘေးတစ်ခုခုကဖြစ်စည်းဖြစ်ခဲ့တာလား။ပြီးဆုံးမဲ့ကြံနေတဲ့အစီရင်ခံစာတစ်ခုမှာတော့တော်ရဲကထူးဆန်းတဲ့အရေးတွေအကြောင်းနဲ့သူတို့နားမလည်တဲ့ဘာသာစကားတစ်ခုနဲ့ဤတို့ယူဆိုတဲ့နေကြရကြောင်းမှတ်တမ်းတင်ထားခဲ့တယ်။ဒီနေ့အထိရိုဝါနုတ်ခြေချနေထိုင်သူတွေရဲ့ကတ္တမာကထူးဆန်းစွာပျောက်ကွယ်သွားတဲ့ကိုလိုနီနေမီတစ်ခုဆိုတာထပ်ပို့ပြီးပြင်မထုတ်နိုင်သေးတဲ့လူဝက်ချက်တစ်ခုဖြစ်ကျန်ရစ်မြင်စေပါ။